ပြင်းထန်လာတဲ့မီးလောင်မှုကိုညှင်းသက်ဖို့အတွက်မီးတပ်သမားတွေဟာလမ်းပိတ်နေတဲ့ပြန်ကားတစ်စီးကိုဝိုင်းဝန်းတိမ်မှောက်ပစ်ခဲ့ကြရပါတယ်။စိတ်ထားကောင်းတဲ့ဆရာဝန်မလေးတဦးရဲ့အကူအညီနဲ့အတူမီးတပ်ဗိုလ်ကြီးဟာပောက်ကွဲမှုတွေနဲ့ gas အိုးပေါင်း90ကြားထဲကနေအမျိုးသားတဦးမိန်းကလေးတဦးနဲ့ငိုယိုနေတဲ့ကလေးငယ်တဦးတို့ကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်။အရာအလုံးဟာဆရာဝန်မလေးစီကိုအင်ယာမနီဂျာကဖုံးဆက်ပြီးပြတင်းပေါက်တွေအကုန်ပိတ်ထားပါလို့တတိပေးရကနေစတင်ခဲ့တာပါ။အနီးနားကအဆောက်အုံတစ်ခုမှာမီးလောင်နေပြီးမီးခိုးတွေဟာပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းနေပါပြီ။လူတွေရဲ့အသက်အန္တရာယ်ကိုစိုးရိမ်သွားတဲ့ဆရာဝန်မလေးဟာသူမရဲ့စီအိတ်ကိုချက်ချင်းထုတ်ပို့ပြီးအခင်းဖြစ်ရာစီကိုပြီးထွက်လာခဲ့ပါတယ်။သူမမရောက်ခင်မှာပဲမီးတပ်အဖွဲ့ရောက်ရှိလာပါတယ်။ဒါပေမဲ့လမ်းလေကောင်မှာစီကမ်းမိရထားတဲ့ပြန်ကားတစ်စီးကြောင့်မီးတပ်ကရှေ့ဆက်မရပဲပိတ်မိနေပါတယ်။အချိန်မရှိတော့တာကြောင့်မီးတပ်ဗိုလ်ကြီးကအဲ့ဒီကားကိုအသာဖဲမနေတော့ပဲမှောက်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။တန်ဗိုလ်ကြီးပြန်ကားဖြစ်နေလို့တပည့်တွေကတုံဆိုင်နေပေမဲ့ဘာဖြစ်ဖြစ်ငါအစစ်ဆေးခံမယ်လို့ဗိုလ်ကြီးကတာဝန်ယူလိုက်တာကြောင့်အားလုံးဝိုင်းပြီးကားကိုဘေးကိုမှောက်ချလိုက်ကြပါတယ်။လမ်းဖွင့်သွားတာနဲ့မီးလောင်ရနေရကိုအပြေးသွားကြပါတယ်။ဗိုလ်ကြီးကဝါရင်တပြည့်တွေကိုခေါ်ပြီးအပေါ်ထက်ကိုတက်ခဲ့တယ်လို့လူတစ်တွေကိုတော့အောက်ထပ်မှာဘသူမှပေးမတက်ဖို့စောင့်ခိုင်းထားပါတယ်။အပေါ်ထပ်ရောက်ခါနီးမှာမီးလောင်နေတဲ့ area တွေကိုစုဝင်ဖို့စူးစမ်းနေတဲ့ main ကလေးတယောက်ကိုဗိုလ်ကြီးကတားဆီးလိုက်ပါတယ်။သူမကဆရာဝန်တယောက်ဖြစ်ကြောင်းနဲ့အသက်ကယ်ရမှာကူညီပေးနိုင်ကြောင်းပြောပြတဲ့အခါသူမရဲ့စိတ်စေတနာကိုမြင်ပြီးဗိုလ်ကြီးကအတူလိုက်ခွင့်ပြုလိုက်ပါတယ်။အခြေအနေကိုစုံစမ်းကြည့်တဲ့အခါမီးကအယမ်းပြန့်နေပြီ။လူအများကြီးဝင်ရင်အကုန်လုံးပိတ်မိသွားနိုင်တယ်လို့အထက်လူကြီးကသတိပေးပါတယ်။ဒါပေမဲ့ဗိုလ်ကြီးကတော့အန်ဒီယေချားကိုတတ်ဆွန့်ဆန်ဖြတ်သွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။အဖွဲ့သားတွေရဲ့အောက်ဆီဂျင်ဘူးတွေကိုစစ်ဆေးပြီးနောက်ပထမထပ်ကိုနံရံကနေတဆင့်တွဲတက်ခဲ့ကြပါတယ်။ပတင်းပေါက်တွေကိုဖျက်တောက်ပြီးပိတ်မိနေတဲ့အမျိုးသားတအုပ်ကိုအရင်ကယ်တင်နိုင်ခဲ့ပါတယ်။ဆရာဝန်မလေးကလူနာကိုအရေးပေါ်ကူတာပြီးနေတော့မှပဲ gas အိုးတစ်လုံးပေါက်ကွဲသွားတာကြောင့်အားလုံးထိတ်လန့်သွားကြပါတယ်။အဲ့ဒီအထက်မှာ gas အိုးပေါင်း40ကနေ50ကြားရှိနေတာကိုသိလိုက်ရတဲ့မြေပြင်ကွက်ကိမှုကဗိုလ်ကြီးတို့ကိုချက်ချင်းပြန်ဆုပ်ဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့ဗိုလ်ကြီးကတော့ပိတ်မိနေတဲ့သူတွေကိုအကုန်ကယ်ရမယ်ဆိုပြီးညှင်းဆူခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပတင်းပေါက်တစ်ခုကနေအဝတ်စာတစ်ခုကိုဝှေ့ရမ်းပြီးအကူအညီတောင်းနေတဲ့ main ကလေးတယောက်ကိုမြင်လိုက်ရပါတယ်။သူမစီကိုတွားနေတော့မှပဲနောက်ထပ်ပေါက်ကွဲမှုတစ်ခုထပ်ဖြစ်ပါတယ်။အဖွဲ့သားတွေစိုးရင်သွားပြီမဲ့ဗိုလ်ကြီးကတော့သူ့အစဉ်ပြေကြောင်းအကြောင်းပြန်ပြီးတတိလစ်နေတဲ့အဲ့ဒီ main ကလေးကိုပတင်းပေါက်ကနေတဆင့်အပြင်ကိုကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ကယ်ဆယ်ရေးပြီးပြီအထင်နဲ့အောက်ကိုဆင်းခါနေမှာပဲကလေးငယ်တယောက်ရဲ့မိုးတံကိုဗိုလ်ကြီးကြားလိုက်ရပြန်ပါတယ်။ကလေးကိုတွားပွေ့ချပြီးအောက်ဆင်းဖို့ကြိုးစားချိန်မှာပဲအဆူဆုံးပေါက်ကွဲကြီးဖြစ်ပွားပါတော့တယ်။အထက်ဘောက gas အိုးတွေအကုန်လုံးအပြိုင်အဆိုင်ပေါက်ကွဲသွားတာပါ။အထက်လူကြီးကဆက်သွယ်ပြီးမဲ့ဗိုလ်ကြီးစီကဘာအတန်မှပြန်မလာတော့တာကြောင့်အားလုံးရင်ထိတ်သွားကြပါကြပါတော့ဒါပေမဲ့ခဏအကြာမှာတော့မီကိုလုံးကြီးတွေကြားထဲကနေခလီးငယ်ကိုရင်ခွင်ထဲပိုက်ပြီးဘီကင်းကင်းနဲ့လမ်းလျှောက်ထွက်လာတဲ့မီးတပ်ဗိုလ်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့အဖွဲ့သားအားလုံးဝမ်းသာအားရဖြစ်ခဲ့ကြရပါတော့တယ်